အဲ့လိုနဲ့နောက်နေ့တော့မြတ်စွာဘုရားပါလှုပ်တုံဆိုတော့ဘုန်းတို့တေနာဏီကုန်းသူပုံနာဆိုတဲ့အမျိုးသမီးတယောက်သေဆုံးသွားလို့နော်သူတို့ခေတ်သူတို့ယဉ်ကျေးမှုကတချို့ကအဲ့ဒီအလောင်းကောင်အဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းမှာဒီတိုင်းပြစ်ထားဟုတ်လားရေကြီးတဲ့မြုပ်တာလည်းရှိမယ်မီးရှို့တာလည်းရှိမယ်ခုကတော့သူအဲ့လိုမဟုတ်အဝတ်ကြီးအကြီးအရှည်ကြီးနဲ့စီတွေပါတွေစိန်ထားသလားဘာလားတော့မသိဘူးနော်အဲ့ဒီအဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းမှာပြစ်ထားအဲ့ဒါခွေးတွေကအဲ့ဒီအလောင်းကိုဆွဲစားဟာအပုတ်တွေပါတွေနဲ့ရောပြီးတော့အဲ့ဒီအဝတ်ကြီးကညစ်ပတ်နေတယ်ပေါ့နော်အဝတ်ကတော့အကောင်းပဲအဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီကိုကြွသွားပြီးတော့အဲ့ဒီအဝတ်ကိုပတ္တကူသင်္ကန်းဖြစ်မြတ်စွာဘုရားကောက်တယ်အဲ့ဒါလောက်တွေကလည်းကြားတယ်အဲ့ဒီလောက်တွေကိုမြတ်စွာဘုရားလက်နဲ့ဖယ်ပြီးတော့အဲ့ဒီအဝတ်ကိုရအောင်ယူအဲ့မြေကြီးတောင်တုံလှုပ်တယ်လို့ဆိုတယ်နော်အလွန်တန်ရှင်းတဲ့အဝတ်ပေါ့နော်ယာဂဒေါသမောဟကိုကုန်ခန်းစေနိုင်အောင်အထောက်အကူပြုနိုင်တဲ့အဝတ်မျိုးပဲဟုတ်လားဘယ်သူမျက်နှာမှာလည်းပဲငဲ့ကြမလို့ဘယ်သူမှပေးတာလည်းမဟုတ်သူဘယ်သူမှမလိုချင်လို့ပြစ်ထားတဲ့ဟာဟုတ်လားပတ္တကူသင်္ကန်းချုပ်ဖို့လို့မြတ်စွာဘုရားအဲ့ဒါပတ္တကူသင်္ကန်းနေနဲ့တွားကောက်တယ်တွားကောက်ပြီးတော့ပြန်လာတော့ဒီစုပ်ပဲ့နေတာကြီးကိုလျှော်ဖို့အဲ့ဒါမြတ်စွာဘုရားနေရာပြန်ရောက်တဲ့ခါကျတော့ငါဘယ်ထဲထည့်ပြီးတော့ဒါကိုလျှော်ရပါမလို့ဆိုတော့တရားမင်းကရေကန်လေး4000ရေကန်လေးဖန်ဆင်းပေးတယ်အဲ့ဒီမှာမြတ်စွာဘုရားသင်္ကန်းအဝတ်ကိုလျှော်တော့ဒီအဝတ်ကိုငါရေစစ်သွားအောင်နော်ဘယ်လိုလုပ်ပြီးတော့များနော်ထုရိုက်ရပါမလို့ဆိုတော့ကြောက်ဖြာတစ်ခုတစ်ခါဖန်ဆင်းပေးပြန်တယ်အဲ့ဒီကြောက်ဖြာပေါ်မှာမြတ်စွာဘုရားလျှော်ဟုတ်လားလျှော်ပြီးပြီဆိုတော့နော်ဒီအဝတ်ကိုငါပဲများလှမ်းရပါမလို့ဆိုတော့အဲ့နာရေခရက်ကိုင်းလေးရှိရေခရက်ပင်အကိုင်းအစတော့ပေါ်ထောင်တော့ဖြောင်းဖြောင်းလေးပေါ့အဲ့ဒါကိုတရားမင်းကကိုင်းကလေးဖြစ်အောင်ဖန်ဆင်းပေးတယ်တဲ့အဲ့ဒါလေးကိုအဲ့ဒီအဝတ်ကိုလှမ်းထား6ပြီဆိုတော့ဒါလေးကိုပြန့်အောင်ငါဘယ်နာခောက်ရပါမလို့ဆိုတော့တခါကြောက်ဖြာတစ်ခုဖန်ဆင်းပေးတယ်တဲ့ရေကန်လေးတကန်ရဲ့ကြောက်ဖြာ2ချက်ရဲ့ခရက်ကိုင်းကြီးကခရက်ပင်ကြီးကကိုင်းနေတယ်အဲ့ဒါဆွန်းစားဖို့လာပင့်တယ်ဥရဝေလကတ္တဗယတိကြီးကလာပင့်တော့ဟာရဟန်းကြီးဒီနားမှာရေကန်ခါတိုင်းမရှိပါဘူးဘယ်ရောက်လာတော့ဩကြောက်ဖြာ2ချက်လည်းရှိနေတယ်ဩဒီခရက်ကိုင်းကြီးကလည်းခါတိုင်းဒီလိုမဟုတ်ပါဘူးအဲ့ဒါမြတ်စွာဘုရားရှင်းပြတယ်ငါပန်းတကူသင်္ကန်းချုပ်ဖို့လို့အဝတ်သွားကောက်တာအဲ့ဒါကိုလျှော်ပြီးတော့ဖို့လှမ်းဖို့နေရအဲ့ဒါတရားမင်းဖန်ဆင်းပေးထားတာဟာတော်တော်အံ့ဩသွားတယ်သူ့စိတ်ထဲမှာဟုတ်လားဩအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုအာသောကုန်ခံရမ်းတာတော့မဟုတ်သေးဘူးသူအဲ့ဒါနဲ့ပဲ तू ကအဆုံးတတ်နေတယ်သူကသူအထင်ရောက်နေတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားလည်းစိတ်ရှိရှိပဲသီးခံပြီးတော့နေတယ်ဟုတ်လားအဲ့ဒါလိုနဲ့တနေ့တော့မြတ်စွာဘုရားဒီလာပြီးတော့စွန့်သားပင့်အဲ့ဒါမြတ်စွာဘုရားကိုင်းဥရဝေလကတ္တဗသင်ရှိရကြွနေငါနောက်ကလိုက်ခဲ့မယ်အဲ့ဒါလိုမြတ်စွာဘုရားမင်းရှိပြီးတော့မြတ်စွာဘုရားဘယ်ကြွတော့ဒီသဗ္ဗုဒိတ်ကျွန်းဦးကိုသွားပြီးတော့တပြုတ်တပေပင်ဟာတပြေသီးလေးတောင်ခူးလာတယ်မြတ်စွာဘုရားခူးလာပြီးတော့အဲ့ဒါသူ့အရင်ရောက်နေတယ်အဲ့ဒီမီတင်းကုတ်ဆွန်းစားမဲ့နေရ